ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျဥရောပဘောလုံးလောကရဲ့နောက်ဆုံးရအပြောင်းရွှေ့သတင်းတွေကိုတင်ဆက်ပေးကြပါမယ်ဒီနေ့ဗီဒီယိုမှာတော့လီဗာပူးကနေထွက်ခွာဖို့တေချာနေပြီဖြစ်တဲ့မိုဟာမက်ဆာလက်ရဲ့မထင်မှတ်ထားတဲ့အပြောင်းရွှေ့သတင်းနဲ့အတူအာဆင်နယ်ချယ်ဆီနဲ့မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့စိတ်ဝင်စားတဲ့အပြောင်းရွှေ့သတင်းတွေကိုအပြည့်အစုံတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့လီဗာပူးကစားသမားမိုဟာမက်ဆာလက်ရဲ့သတင်းနဲ့စလိုက်ရအောင်ပါမိုဟာမက်ဆာလက်ကဆော်ဒီကလပ်တွေစီမသွားဘဲတူရကီကလပ်ဖီနာဘာဂျီအသင်းကိုပြောင်းရွှေ့ဖို့သဘောတူညီမှုရသွားပြီလို့သတင်းတွေထွက်ပေါ်နေပါတယ်ဥရောပမှာဆက်ကစားခြင်းတဲ့အတွက်တစ်နှစ်လောက်ကယူရို12သန်းနဲ့73သန်းဝန်းကျင်နဲ့လက်ခံခဲ့တာလို့လည်းသိရပါတယ်ဆာလက်ထွက်ခွာတော့မှဖြစ်တဲ့အတွက်လီဗာပူးအသင်းကအစားထိုးဖို့အတွက်ကစားသမားရှာဖွေနေပါတယ်မူလကအာဗီလိုက်စစ်အသင်းရဲ့တောင်မန်တူရန်ဒီယိုမန်ဒီကိုပေါင်88သန်းနဲ့ခေါ်ယူဖို့စ조사ခဲ့ပေမဲ့ကစားသမားကအသင်းမှာဆက်နေခြင်းနဲ့အရေးအယံတွေပြလာပါတယ်ဒါကြောင့်အခုခါမှာတော့ပေါင်49.5သန်းသာရှိတဲ့လိုက်စစ်အသင်းရဲ့ကစားသမားပဲဖြစ်တဲ့အန်တိုနီယိုနူဆာဘက်ကိုလီဗာပူးအသင်းကပြောင်းလဲပြစ်မှတ်ထားလာပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ကတော့အတလက်တီကိုမတ်ထရစ်တိုက်စစ်မှုဂျူလီယန်အဲဗရက်စ်ရဲ့အပြောင်းရွှေ့ပါဘာစီလိုနာအသင်းကငွေကြေးအခက်အခဲကြောင့်ဒီနူယာတီမှာခေါ်ယူဖို့နောက်ဆုတ်သွားချိန်မှာတော့အာဆင်နယ်အသင်းနဲ့ PSG အသင်းတို့ကအပြိုင်ဆိုင်ဖြစ်လာပါတယ်အာဆင်နယ်အသင်းကဂါဗရီယယ်မာတီနယ်လီကိုအလိုက်ပေးတဲ့အပြောင်းရွှေ့နဲ့ကမ်းလှမ်းဖို့စီစဉ်နေပါတယ်အခြားတစ်ဖက်မှာတော့ PSG အသင်းကတိုက်စစ်မှုကွန်ကာလိုရာမို့စ်ကိုအသုံးပြုပြီးအတလက်တီကိုစိတ်ဝင်စားလာအောင်ဆွဲဆောင်ဖို့စ조사နေရလို့သိရပါတယ်နောက်ထပ်မန်ချက်စတာယူနိုက်တက်အသင်းရဲ့သတင်းဘက်ကိုကြည့်အောင်ပါရီယယ်မက်ဒရစ်အသင်းနီးပြသစ်ဖြစ်လာတော့မဲ့ဂျိုဇေးမော်အင်ညိုကမန်ယူအသင်းရဲ့နောက်ခံလူဒီယိုဂိုဒါလော့ကိုမျက်စိကျနေပြီးရီယယ်ကိုခေါ်ယူဖို့စ조사နေပါတယ်ရီယယ်မက်ဒရစ်အပြင်ဘာစီလိုနာနဲ့ဘိုင်ယန်မြူနစ်တို့ကလည်းဒါလော့ကိုစိတ်ဝင်စားနေကြပါတယ်ဒါပေမဲ့နီးပြသစ်မိုက်ကယ်ကာရစ်ကတော့ဒါလော့ဟာအသင်းရဲ့ရေရှည်စီမံကိန်းမှာအရေးပါတဲ့ကစားသမားဖြစ်လို့ဘယ်လိုကမ်းလှမ်းမှုမျိုးကိုမှလက်ခံပြီးရောင်းချသွားမှာမဟုတ်ဘူးလို့အသင်းအုပ်ချုပ်သူတွေကိုတင်းတင်းကြပ်ကြပ်တားဆီးထားပါတယ်နောက်ဆုံးအနေနဲ့ချယ်ဆီသတင်းကိုတင်ဆက်ပေးပါမယ်ချယ်ဆီကွင်းလယ်လူအန်ဆိုဖာနန်ဒက်ကအသင်းပိုင်ရှင်တွေနဲ့တွေ့ဆုံဆွေးနွေးမှုမှာစပါးသင်းကသူ့ရဲ့အာဂျင်တီးနားလက်ရွေးစင်အသင်းပေါ်နောက်ခံလူခရစ္စတီယန်ရိုမဲရိုကိုခေါ်ယူပေးဖို့တောင်းဆိုလိုက်ပါတယ်စပါးသင်းကတော့အသင်းကောင်းဆောင်ရိုမဲရိုကိုရောင်းချမယ်ဆိုရင်ပေါင်သန်း80ကနေ80အထိစံချိန်တင်ပြောင်းရွှေ့ခြင်းတောင်းခံသွားဖို့ရှိနေပါတယ်ဒီအပြောင်းရွှေ့ခြင်းသာဖြစ်လာခဲ့ရင်ရိုမဲရိုကတမိုင်းတစ်လျှောက်ဈေးကြီးဆုံးအာဂျင်တီးနားနောက်ခံလူဖြစ်လာမှာပါကဲဒါကတော့ဒီကနေ့အတွက်နောက်ဆုံးရသတင်းတွေကိုထပ်မံတင်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်အဆုံးထိကြည့်ရှုပေးကြတဲ့မိတ်ဆွေတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်ဗျ